အားလုံးပဲမင်္ဂလာပါကျွန်တော် DMX Studio လေးကနေကြိုဆိုပါရစေ Okay ကျွန်တော်ကဒီနေ့လုပ်ပြမယ့်အရာကဒီ YouCanCan software အသုံးပြုပြီးတော့ CNC set တွေကိုထည့်ရမယ့် file လောက်ပါပေါ့နော်အဲ့ဟာလေးကိုကျွန်တော်တစ်ချက်လောက်လိုက်ကြည့်ပေးပါဦး Okay ပထမဆုံး CNC set ကဲပေါ့ CNC set တဲ့ဘယ်ကနေစရမလဲဆိုတဲ့ဟာပေါ့နော်ဒီက step point လေးအရင်ဆုံးပြပြရအောင်ပေါ့နော် step point ဆိုရင်ဒီကသူ့ကိုကျွန်တော် 80y0 ကနေပြလိုက်မယ် 80y0 နဲ့စခိုင်းတယ်ပေါ့နော် 80y0 step point လေးထားလိုက်အဲ့လိုလေးပေါ့ Okay ပြီးသွားပြီဆိုတော့ဒီစာအကြောင်းလေးတွေကိုအခုကျန်လိုက်လောက်မှာပေါ့နော် Okay ဒီစာအကြောင်းသူကကျွန်တော်ဘယ်လိုပုံစံသွားကျင်တာလဲဆိုတော့ customer ကကျွန်တော်ဒီအလေအတိုင်းလေးပြောကြလို့ဒီအလေအတိုင်းလေးပဲဆိုတော့ area clear run လေးတုံးတော့တက်မှာပေါ့နော်ဒီကောင်ဒီကြောင်လေးကျွန်တော်တို့က Okay အားလေးကိုအကုန်လုံး select ပေးတယ်နော် select ပေးပြီးတော့ဒီမှာ area clear run နဲ့တွားမှာ2ပတ်တဲ့ area clear run နဲ့တွားမှာပေါ့နော်တွားပြီးတွားကျွန်တော် total တဲ့ကိုကျွန်တော်2လို့ပဲထားပေးရမယ်ဘာလို့2လို့ customer 2လို့ပြောတာဆိုကျွန်တော်2လို့ရိုက်ပြရအောင်နော်ဒီလို customer file ဆိုရင်တော့ကျွန်တော်ဒီမှာ file လို့ရိုက်ပြရမှာပေါ့နော်အဓိကအားဆို dev က customer ရဲ့အလိုတိုင်းပဲပေါ့နော် Okay ရပါတယ်ပေါ့နော် Okay အဲဆိုရင်ဒီဟိုလေးတွေတော့ပေါ့နော်ဒီ fla ပုံစံလေးတွေပြန်လောက်ပေါ့နော် Okay ဒီကောင်ကြောင့် Premier League fla ပေါ့နော် Premier League fla ဒီနေရာမှာ American ချင်းလေးဖြစ်ရမှာပေါ့နော်ဒါပေမဲ့ချင်းလေးပြုတ်တယ်ကျွန်တော်တားတီးတော့ဒီဆက်ကမတီးတော့ဒီလိုပုံစံလေးဖြစ်နေတော့ကြည့်ရအဆင်မပြေလို့ကျွန်တော်ဒါလေးတော့ဖြတ်ထုတ်လိုက်ပါပေါ့နော် Okay အဲ့တော့အဲ့ဆိုရင်ဒီဟာတွေကိုအကုန်လုံး select ပေးမယ်ပေါ့နော်အရင်ဆုံးအပြင်က line ကိုအရင်ဆုံး select ပေးမယ်ပေါ့နော်နောက်ပြီးတော့ဒီဟိုဟာကျွန်တော်ဒီဖလားပုံစံနေကိုကျွန်တော်တို့ကဘယ်လိုပုံစံနဲ့တွားမလဲဆိုတော့area clear run နဲ့ကျွန်တော်မတွားဘူးသူကကျွန်တော်ဖလားပုံစံအောင်ယူမှာဆိုတော့သူ့ရဲ့ပုံစံအောင်ယူမှာဒီဇိုင်းယူမှာဆိုတော့ဒီဒီဇိုင်းတိုင်းပဲကျွန်တော်တို့တွားမှာဆိုတော့ဟိုနဲ့တွားလို့မရဘူး area clear run နဲ့တွားလို့မရဘူးသူကကျွန်တော်ဘာနဲ့တွားရမှာလဲဆိုတော့profile machine နဲ့တွားမှာနော် profile machine နဲ့မှာကျွန်တော်တို့ကသူ on site နဲ့တွားလို့ရတယ်ဘာလို့လဲဆိုတော့သူကကျွန်တော်တို့ကသူ့ရဲ့ပုံစံ design ကိုယူမှာဆိုတော့အဲ design တိုင်းပဲကျွန်တော်ဖြတ်ပြရအောင်ပေါ့နော် sorry ဒီကောင်ကျွန်တော်တို့ကဘယ်လောက်သူ့အတူတက်တက်ကလည်း2ပဲပေါ့နော် customer 2ဆိုတော့ကျွန်တော်တို့2ပေါ့ okay ဒီညာပြီးလို့ရှိရင်ကျွန်တော်တို့ဒီအထဲတဲ့ area ဒီအထဲတဲ့ကိုကျွန်တော်ဒီညာလေးကျွန်တော်ဘယ်လိုလက်ကင်နေနော်လက်ကင်နေဆိုတော့ကျွန်တော်ဒီ design တိုင်းတွားလို့မရတော့သူ့ design ကျွန်တော်ဒီအထဲတဲ့ area ကို clear run လုပ်ရမှာပေါ့နော် clear လုပ်ရမှာ area clear လုပ်ရမှာဆိုတော့ area clear run နဲ့ကျွန်တော်တွားမှာပေါ့နော် okayဒီဘက်မှာဒီကောင်ကဘာလို့ခဏကျွန်တော်အပြင်ဘက် area လောက်တာဘာလို့ဒီဘက်မှာမေးအဲ့လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီဟာကို glue လုပ်ဖို့မေ့လာတာပေါ့နော်ဒီဟာပြီးမှကျွန်တော်ပြန်လုပ်လိုက် Okay ထဲထဲလောက်ပြီးတော့ကျွန်တော် area clear run နဲ့တွားလိုက်မယ် area clear run နဲ့ကျွန်တော်ဟောပဲ2ပဲ Okay ဒီကောင်လေးကျွန်တော်ဒီအမှန်တကယ်ဒီကောင်လေးလည်း area clear run နဲ့တွားမှာဒါပေမဲ့ဒီကောင်လေးတွားလို့မရဘူးဘာလို့ဒါသေး site လေးကဒါသေးတော့ကျွန်တော်ရဲ့ဒီ2လေးတွေကဝင်လို့မရဘူးเนาะ2 site နဲ့လုံရအဲ့တော့ကျွန်တော်တို့ဒီ cat နဲ့ပါเนาะ on site နဲ့တွက်လိုက် okay ဒီကောင်လည်းသူပဲဒီကောင်လည်းဟိုနဲ့တွားလို့မရဘူးเนาะအမှန်တကယ်ကျဒါကြောင့် area ပြရမယ်ဒါကြောင့်ဟိုဟာတွေလက်ကင်လေးတွေပေါ့ဒါပေမဲ့မရတော့ကျွန်တော်တို့ကဒီ profile cat နဲ့ပဲတွားလိုက်ပါเนาะ permission နဲ့ပဲတွားလိုက် okay ဒီကောင်ကြောင့်ကျွန်တော်တို့အမှန်တကယ် group လုပ်ပြရအောင်เนาะရပါတယ် group ကတော့မလုပ်တော့ပါဘူးကြည့်တော့ပဲတက်ပြန်ပြီးတော့ဟောလုပ်လိုက်။ Okay ကျွန်တော်အခုတုံးတဲ့ tool လေးကိုကျွန်တော်တစ်ချက်ပြောပြပါတော့။ဒီအောင်ပေါ့နော်။သူကကျွန်တော် add mail ဆိုတဲ့ tool လေးပေါ့နော်။သူက dimension DD ဆိုတာ dimension ပေါ့နော်။ dimension 3.175 and height က22 Okay 2နံပါတ်ရွေးမယ်ဆိုတော့ဒီထဲနဲ့ရွေးလို့ရတယ်။သူက dimension က 1.5 လားဘယ်လောက်လဲပေါ့နော်။ကျွန်တော်ကတော့မှ dimension 3.175 နဲ့ height က22ပေါ့။ Okay ဒီကောင်လေးပြင်မယ်။ပြီးရှင်2နံပါတ်ရွေးရမယ်ပေါ့နော်။တကယ်လို့ကိုယ့်ရဲ့ CNC ဆက်က2 5ခုရှိရှင်ဘယ်နံပါတ်ကနေဘယ်နံပါတ်နဲ့လုံးလုံးမှာလဲပေါ့နော်အဲ့လိုလေးယူရမယ်
ကျော်ရှိမှာကျွန်တော် CNC 2 number က1 2 3ဆိုရှိရပါတော့အဲ့တော့ကျွန်တော် number 3နဲ့လောက်မှာဆိုတော့ number 3နဲ့ပြလိုက် okay ဟုတ် okay လေးလိုက်မှာလောက်ပါပေါ့နော် okay ရပြီဒီကောင်လေးရပါပြီပေါ့နော်ဒီကျွန်တော်ကဒီကောင်ကိုကျွန်တော် laser နဲ့တော့မှာပေါ့နော်အဲ laser software ကျွန်တော်တစ်ခါလေးလုပ်ပြတော့မှာပေါ့နော်ဒီကောင်ကျွန်တော် laser နဲ့တွားမှာဆိုတော့ဒီဟာကိုကျွန်တော် CNC ဆိုမလုပ်အဲ့အတွက် CNC အတွက်ကကျွန်တော်ဖြတ်လိုက်မယ်နော်ဒီနေရာလေးမှာဒီနေရာလေးကို speed ချန်လိုက်အောင်နော် speed ချန်ပြီးတော့ CNC set အဲ့ဆို laser software နဲ့ပြန်လုပ်ပါပေါ့နော်ဒီနေရာ okay ဖြတ်လိုက်မယ်ဒီကောင်ကိုကျွန်တော်တို့ပါပေါ့ဒီကောင်လည်း area clear နဲ့တွားဘာလို့လဲဆိုတော့ကျွန်တော် speed ရှိရပါကျွန်တော်ရဲ့2 dimension 3.175 ဆိုတာဝင်လို့ရတယ်အဲ့တော့ဒီကောင်ကျွန်တော်ဟိုကနေတွားမှာပါပေါ့ area clear နဲ့တွားလိုက်မယ် okay ဒီမှာ area clear နဲ့ဖြစ်သွားပြီပေါ့နော် okay အားလုံးပြီးသွားပြီဆိုတော့ဒီကောင်ဒီအပြင်ကဒီ rectangle ကြီးကျွန်တော်တို့ကဒီကောင်ကျွန်တော်လုံးဝcompletely ကိုကျွန်တော် cut လုပ်ရမှာပါဖြတ်ရမှာပေါ့နော်ဒီကောင်လေးကျွန်တော်ဒီအရွယ်အစားတိုင်းကျွန်တော်ဖြတ်ထုတ်ရအောင်အဲ့ဖြတ်တော့ကျွန်တော်သုံးမဲ့ဆိုသူ့ရဲ့ material dimension ကဘယ်လောက်လဲပေါ့နော် material အမြင့်နေဘယ်လောက်လဲဘယ်လောက်မီလီမီတာကျုံးမှာကျွန်တော်လုံးမဲ့မီလီမီတာကျွန်တော်10 mm သုံးပါဆိုတော့10 mm ပေါ့နော်ဖြတ်မှာဆိုတော့ profile machine ကတင်နေပေါ့နော် okay သူကကျွန်တော် on site နဲ့သုံးလို့မရပါဘူးဆိုကျွန်တော်ဒီအရွယ်အစားအတိအကျယူမှာဆိုတော့ကျွန်တော် outside နဲ့သွားတယ် okay outside ကမှဒီနေရာမှာ10ဖြတ်ပါနော် okay okay အခုဆိုရတော့ပြီပေါ့နော်အဲ့ဒါကျွန်တော်အဆင်ပြေပြီကျွန်တော်တစ်ချက်ပြန်စစ်ကြည့်ရအောင်ပေါ့နော်အကုန်လုံးsimulate လုပ်ကြည့်ပါပေါ့နော် okay ဒီမှာလုပ်နေပေါ့နော်တခုချင်းလိုက်လုပ်ပါအကုန်လုံးပြီးတဲ့ထိကျွန်တော်ချက်ဆောင်ကြည့်ရအောင် okay ညီကိုရင်းနဲ့လည်းကျွန်တော်ရဲ့ဒီ page လေးပေါ့နော်တော့ကြာရင်ဖြစ်တကယ်လို့ CNC ဘိုင်းတို့ laser ဘိုင်းတို့ပေါ့နော်အဲဒီ software ဘိုင်းတွေ design ဘိုင်းတွေပါစိတ်ဝင်စားလို့ရှိရင် subscribe တို့မဟုတ်Facebook မှာဆိုလည်း follower လေးလုပ်ပြီးလို့ရပါဘောစိတ်ဝင်စားရင်ပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဘယ်လို output ထုတ်တာလေးကျွန်တော်တစ်ချက်ပြလိုက်မယ်နော် output ထုတ်တာလေး 2 by output ပေါ့နော်ဒီမှာ 2 by output fusion ဒီမှာကိုယ့်ရဲ့ USB stick ထဲကိုကျွန်တော်ထည့်ရမှာပေါ့နော်customer နာမည် PP ဆိုတော့ PP လေးထည့်လိုက်မှာပေါ့နော် okay အဲ့ဒါဆိုရရအောင်ဆေးလိုက်မှာ okay ရပါပြီကျေးဇူးတင်ပါတယ်ကျွန်တော် set နဲ့လောက်တာလေးတစ်ချက်ပြန်လိုက်ကြည့်ပြီပေါ့နော်လောလောဆယ်ကျွန်တော်ဟိုနဲ့အရင်ဆုံးပြန်သက်လုပ်မှာပေါ့နော်ဟိုခဏရဲ့ laser ဆိုတဲ့ဟာလေး laser software ပြန်ဖွင့်အောင်ပေါ့နော် laser software ပြန်ဖွင့်မယ်ဒီလိုရှိရင် okay okay ရပါဒီကောင်လေးတွေ့ရဲ့ laser ဆိုတဲ့နေရာလေးပဲလိုချင်တာဆိုတော့ကျန်တဲ့ဟာတွေကျွန်တော်ဖြတ်ထုတ်ရမှာပေါ့နော်ဒီကောင်လေးဆိုကျွန်တော်ဖြတ်ထုတ် okay ရပြီဒီကောင်လေးကိုဒါပေမဲ့ဒီနေရာလေးတွေဆိုတော့ကျွန်တော် unselect ပြန်လုပ်unselect လုပ်ဆရာမလို့ပါဘူးရတယ် unselect လုပ်ဆရာမလို့ဒီအောင်လို့ဆို okay အဲ့တော့ကျွန်တော် cast လုပ်မှာမဟုတ်ကျွန်တော် upgrade လုပ်မှာကွာ upgrade လုပ်မှာဆို upgrade လေးထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အဲ့ဒါကို speed ကိုဒါကြောင့်ဒါမြန်လို့လေပါနော်မြန်လို့တော့ကျွန်တော်400လောက်ပဲထားလိုက် speed okay အဲဒီကောင်ကြီးရပါတော့ဒီကောင်ကကျွန်တော်ဒီကောင် cut လုပ်လိုက်ပါတော့နော် sorry အဲ့လိုနှစ်ခုတုံးမယ်ဆိုရင်ကျွန်တော်တို့အရောင်လေးနဲ့ spray လုပ်ပြရပါတော့နော် okay ဒီကောင် blue လေးထားလိုက်မယ်ဒီကောင်ကျွန်တော် blue ထားလိုက်ရတယ်ဆိုတော့blue ကိုကျွန်တော်တို့ cut ထားလိုက်မယ်cut ထားလိုက်ပါတော့နော် cut ကိုကျွန်တော်7ဆိုအမှန်တကယ်အားဆိုမဖြတ်ပါဘူးဒီတိုင်းပဲပုံစံလေးပဲလုပ်တာပေါ့နော်အဓိကဒီနေရာကသူ့နေရာလေးသူ့နေနဲ့ဖြစ်သွားအောင်ဒီ rectangle လေး
ရဲ့အထဲထဲမှာဒီညမှာတူရှိရမှာတူရဲ့အပေါ်မှာတော့ရှိရလေနော် trophy လေးတွေရှိရဆိုအဲကောင်ကြီးမပြောက်သွားအောင်လို့ပေါ့နော်အဲ့နေရာနဲ့ကွက်တီတွေကြာနေအောင်လို့အမျိုးဒီ rectangle လေးခံပေးရတော့နော်โอเคအဲ့ဒါဆိုရပါပြီဒီဟာဆိုတော့အရင်ဆုံးကျွန်တော်စိတ်ထားလိုက်တော့နော်ပြီးမှလောက်ပါဆိုတော့စိတ်ထားလိုက်โอเคရပါပြီကျေးဇူးတင်ပါတယ်